ကူလာလေပဲထွက်ပြီးမအေးတော့ဘူးဆိုရင်ဒါခမရတို့တယောက်ကဂျင်းထည့်လိုက်ပြီးပဲဒီလိုပူလောင်နေတဲ့နေရာဒီမှာဗျာအေးလူနေခြင်းလို့ဝယ်ထားတဲ့ကူလာကြီးကအိမ်မှာရှိတဲ့ပန်ကာထက်တောင်မှပိုပူနေတယ်ဆိုရင်ဒါခမရဘယ်လောက်စိတ်ပြတ်မလဲအဲ့ဒီမှာကူလာကြီးကလုံးဝမီးမလာတော့ပါဘူးဆိုရင်ခမရတော်တော်ကြီးစိတ်ညစ်သွားမယ်စိတ်ရှုပ်သွားမယ်ဒါအဲ့ဒါကိုကျွန်တော်လည်းကိုချင်းစားပါတယ်အဲ့တော့ဒီနေ့ခမရနဲ့ကျွန်တော်နဲ့အတူတူလုံးဝမီးမလာတော့တဲ့ကူလာကြီးတစ်လုံးကိုပြင်ဆန်းကြည့်အောင်အဲ့တော့ဒီနေ့ကိုလိုက်ဖန်ကသူကတော့ဟိုတေးလေးပေါ့နော်တေးလေးဆိုတော့မဲ့တကိုရေသုံးပုံပဲမျိုးတေးလေးရေးထည့်ပြီးရင်မောင်းတဲ့ကူလာပေါ့အဲ့တော့သူကဘာပြက်တာလဲဆိုတော့ဒီကောင်ရဲ့ပြက်ပါတော့လုံးဝပေါ့နော်ဘာပဲနေပါမဘာမီးမလာတော့ဘူးဒါနော်ဒီလုံးဝမီးမလာတော့တယ်သူရဲ့ပြက်ချက်ကအဲ့တော့သူရဲ့ပြက်ချက်ကမီးမလာတော့ဘူးပုတ်ပြီဒါဆိုတော့ကျွန်တော်တို့ကစကစ်ပြန်ဒီကောင်လေးကိုဘယ်လိုလိုက်ရမလဲဘယ်လိုစစ်ရမလဲဒါတစ်ဆင့်ချင်းပြောပြပေးမယ်နော်အဲ့ဒီမှာပထမဆုံးကဘာလိုက်ရမလဲဆိုတော့ဒီသူ့ရဲ့ဒါဒီနှစ်ခုကသူ့ရဲ့ကျွန်တော်တို့လျှက်စီမီးပေါက်ထိုးတဲ့ဒါ AC ကျိုးပေါ့နော် AC ကျိုးအလဲက crown အမှန်ဘယ်ကိုသွားလဲဆိုတော့ဒီကောင်ကဒီညိုတစားကဒီက ဖြူကိုသွားတယ်နောက်တစားကဒီဘက်က resistor နဲ့ဒီဘက်ကိုသွားတယ်ပေါ့နော်အဲ့လိုမျိုးသွားတယ်ဒါသူ့အဝင် line ပေါ့နော်အဝင် line သိပြီဟုတ်ပြီအဝင် line ရပြီဟဲ့ဆိုရင်ဒီမှာပထမဆုံးဖြူပြက်သလားစစ်တယ်ဒုတိယဒီဘက်မှာတန်းအောင်နဲ့ဟိုဘက်ကိုသွားဒီအဝါလေးကတော့ဒီအဝါလေးကကြတော့ဒါသဘောကကြတော့ခုနှစ်စားလာတဲ့ AC ကိုသူကဟိုဘက်ဒီဘက်ခွပေးထားတာဒီကောင်လေးကအဲ့တော့ခုကျွန်တော်စီမှာကကြတော့ resistor လေးကလုံးဝမီးမလာဘူးမီးမလာတော့လုံးဝဘယ်လိုပြောမလဲလုံးဝဘယ်လိုပြောမလဲဆိုတော့အုံနဲ့တိုင်းတာပေါ့နော်အုံနဲ့တိုင်းတော့လုံးဝမလာဘူးဘယ်လောက်ပဲတိုင်းဟောတိုင်းအောင်100အောင် 1k အောင်ဘယ်လောက်ပဲတိုင်းမပြတော့ဆိုတော့စစ်ကြည့်တော့အယောင်ဖက်ကြည့်လိုက်တော့ဒါညိုနဲ့ရွှေနဲ့ဆိုတော့ဒါသူ့5ကာလာပေါ့နော်9ရောင်လက်ဆိုတော့ဖက်ကာလာကိုကြည့်လိုက်တော့ဒီကောင်တန်အောင်လို့ပြတယ်တန်အောင်ကိုကြည့်တော့တန်အောင်ကိုကျွန်တော်ကမရှိဘူးကျွန်တော်မှာတန်အောင်1 watt ပဲရှိတယ်သူ့လိုမျိုး2 watt မရှိဘူးအဲ့တော့ဆိုတော့ကျွန်တော်အမြင်နဲ့တုံးဒါလေးတွေက amplifier မှာသုံးတယ်ဒါ5 watt 5 ohm ရှိတယ်တောင်နှလုံးနဲ့သွေးပေးလိုက်ပို့တော့တောင်းသွားတာပေါ့နော်ပြီးရင်ဒီအောက်မှာ short ဖြစ်တယ် circuit line လေးမြင်ရလားမသိဒီပန်လေးဒီ line လေးဒီထိပ်လေးမှာကြည့်လိုက်ဒီကောင်လေးဆိုရင်ဒါသူ့ရဲ့ line ပြည့်နေတဲ့နေရာလေးနော်ဒီပြည့်နေတဲ့နေရာလေးကိုဒါဒီတိုင်းသူဆုံမဲ့ဟိတ်ဆိုရင်တော့ကျိုးတကယ်တိတိလေးနဲ့ဟိုဘက်ဒီဘက်ကိုချစ်ပြီးရင်ဒီချာလေးဆက်ရမှာပေါ့နော်ဒါပြီးကော်ပြန်အုတ်ကမှာပေါ့ဒါပေမဲ့ဒီလိုမျိုးမလုပ်တော့တခါတည်းကျိုးနေပဲတွေ့ပြီးကြော်လိုက်တော့တာဟိုလို short ဖြစ်နေတာမျိုးကမဟုတ်တော့ဘူးအဲ့တော့ကျိုးနဲ့တွေ့ပြီးကြော်လိုက်တော့တာဒါပြီးဒီနေရာကလည်းတော်နေတော့ကဒီနေရာကလည်းဒါတော့တန်အောင်2 watt ဟာလွဲ့နေတဲ့ကြောင့်မလို့ဒါပြန်ကျွမ်းပေးတာဟုတ်ပြီဒါကပြစ်တဲ့အပိုင်ပေါ့နော်ပြစ်တဲ့အပိုင်ကဲဟုတ်ပြီတော်နေတော့ကဘယ်လိုစပြီးလိုက်ရမလဲဆိုတဲ့ဟာမှာဒီမှာ IC မှာမောင်းမိထားတယ်ဒီ IC နဲ့ပဲအကုန်လုံးမောင်းတော့တာဖြစ်တယ်ဒါပြီးရင်အခုတော်နေတော့ကဒီသုံးခုကဒါ AC နော် AC ဝင်လာပြီပြီးရင်ဒီတစ AC တစကဒီမှာနော်မြင်တယ်မလားဒီကောင်လေးဒီတစလေးကဒီကိုသွားတယ်ဒီပါဒီကိုသွားပြီးရင်ဒါသူ့တစရောက်ထားပြီး neutral တစရောက်ထားပြီးပေါ့နော် neutral တစရောက်ထားပြီးဒီဘက် line ကနေပြီးခါမှာဒါ line ကနေဒါဒီကောင် line ကိုကြောင်းလေးခွဲလိုက်မယ်ဒီကောင်လေးက line ဒီမှာတော်ဒီတုံးကဖြူနဲ့သွားပေးထားတယ်ဒီဘက်ကိုသွားပေးထားတယ်ပေါ့နော်ဒီကောင်ကနေပြီးခါမှာသူတစ်ဆင့်ချင်းစီဒီက IC ကဒီမှာခလုတ်လေးတွေတွေ့ရမှာလားခလုတ်လေးတွေတော်နေတော့ခဏလေးတစ်ဖက်ကိုလှည့်ပြမယ်နော်
ဒီကောင်ကနေပြီးမှသွားတယ်ဒီခလုတ်ကနေစက်ကနေပို့လိုက်တဲ့စက်ကနေ IC ကိုရောက်တယ်ဒီမှာဒီကောင်ပို့လိုက်တဲ့ဟာဒီ IC ကိုရောက်တယ်ဒီ IC ကနေပြီးရောက်ပါပြီဆိုတော့မှဟိုကောင်ကို1ဒီနေရာမှာဆိုရင်ဒါ1 2 3လို့ဒီမှာတစ်စင်ချင်းစီတွက်ပေးတယ်ဒီမှာ transistor 3လုံးအကြီးနဲ့မောင်းပေးတယ်နော်ဒီလိုမျိုးပဲအဲ့တော့ဒီကောင်ကဒီလိုမျိုးတွက်ပေးတာနော်ဟုတ်ပြီဒါတမန်ပြောတယ်တော့ပြောတဲ့အတိုင်းပဲအလေးရှင်းလိုက်မယ်ဒီကောင်ခလုတ်တွေဒါ power ပိတ်ဖွင့်ဒီကောင်ကရေဒါ swing ဆိုတာလေပညာပေါ်ခွဲတဲ့ဟာဒီလိုမျိုးတစ်စင်ချင်းစီလိုက်လို့ရတယ်များသောအားဖြင့်ဆိုရင်တော့ဒါ coil မှာ short ဖြစ်တာပါညာဟိတ်ဆိုရင်တော့ဒီကောင်တွေထိတာများတယ် coil ဒါဆိုရင်ဒီကောင်တွေထိတာများတယ်ဒါဟိုဘက်မှာဘက်မှာ short ရှိတယ်ဘက်မှာ short ဖြစ်သွားတာဆိုဒီ transistor လေးတွေလောင်ကြတယ်မီအားနည်းများဆိုရင်တော့ဒီဘက်မှာ diode တွေမီအားနည်းလို့ frequency မမီလို့ဆိုတာမျိုးတွေဒီဘက်မှာလောင်ကြတယ်နောက်ဆုံးတစ်ခုကတော့ဒီ tornado IC မှာဘိုးတွေရောက်တာနဲ့ IC ကအလုံးမလုံးနိုင်တော့တာမျိုးဆိုရင်တော့ဒါဒီကောင်တော့ပို့လိုက်ချင်းတော့ပဲဒီပို့လိုက်ဒီချင်းတော့ပဲဒီပို့လိုက်တစ်ခုလုံးချင်းတော့ပဲဒါခုကတော့ကျွန်တော်ဒီ customer ဟာတော့သူကအမီအားမှမီလို့ဒါ short ဖြစ်သွားတဲ့ပုံစံမျိုးပဲဖြူမပြတ်ဘူးတရားအားပြတ်တယ်လိုင်းကြောပြတ်သွားတယ်ဒါတော့ဒီလောက်နဲ့ပဲဒါကောင်းသွားတယ်ပေါ့နော်ဟုတ်ပြီကောင်းတယ်ပဲကောင်းသွားတယ်ဒီလိုမျိုးတစ်စင်ချင်းလိုက်လို့ရတယ်ဒါလေးကဒီကောင်လေးကဒါသူပြတ်သွားတဲ့ဟာလေးနော်ဒီကောင်လေးကဒါသူပြတ်သွားတဲ့ဟာနောက်တစ်ခုရှိသေးတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီကက်ကို220ဒီကက်ကို220ရောက်တယ်ဟိတ်ဆိုရင်220ကိုရောက်တယ်ဟိတ်220ကိုရောက်လာတယ်ရောက်ပေမဲ့ဘာမီးပါမလာဘူးဟိတ်ဆိုရင်ကျွန်တော်တို့ကဗာစစ်ရမယ်ကျွန်တော် IC မှာ VCC ပေါင်းဖို့တွေရောက်မလားတော့မဟုတ် ground ထိသလားနှစ်ခုစစ်ပေါ့နော်စစ်လို့ကအလုံးမလုံးတာဗာမီးပါမလင်းတော့ဘူးဒီမီးတီးလေးတွေမလင်းတော့ဘူးဆိုတော့ဒါကျွန်တော်ကပြောသလိုပေါ်လိုက်ကပို့ပြီးအဆင်ပြေတယ်နော်အဲ့လိုမှမဟုတ်ဘူးဟိတ်ဆိုရင်အဲ့လိုမဟုတ်ဘူးမီတီးကတော့လာတယ်နော်မီတီးလေးတော့လင်းတယ်ပါဝါမီးလေးတော့လင်းတယ်ဒါပေမဲ့တော့ကျန်တဲ့ဟာတွေချင်းလို့မရဘူးဆိုဘယ် IC လိုင်းကပြတ်တာလဲပုံမှန်အပြင်သာတချို့ IC ကောင်းရသားနဲ့မကောင်းတော့ဘူးဆိုပြီးရင်ရမ်းပြီးရင်ပြစ်ပလိုက်တာမျိုးတွေလွှင့်လိုက်တာမျိုးတွေဖြစ်တတ်တယ်ဗျအဲ့ဒါကြောင့်မလို့နော်သူ line နဲ့ဒီကောင်ကနေဒီ on off ဆိုရင်လည်းဒါ on off IC ကိုသွားတဲ့ line ရှိမယ်ခုဆိုရင်လည်းခုကိုသွားတဲ့ line ရှိမယ်ပေါ့ပုံမှန်အပြင်ဒါဒီ diode တွေပြတ်တတ်တယ်ဒီဟိုဘက်မှာ short ဖြစ်လာခဲ့ရင်ပေါ့နော်ဒါပဲဒီကောင်ကဒါသူဒီကက်အသေးလေးကဘာဖြစ်လို့ရှင်းပြတာလဲဆိုရင်ဒီလိုပုံစံနဲ့ပဲလက်ကူလာရလာတာဟိုမှာသူကအဆင့်ပါမြင်သွားလဲဆိုရင်ဒီနေရာတွေမှာကျန်တဲ့ IC တွေထပ်တိုးပြီးရင်မှတိုင်မာတွေထည့်ပေးတာတော့နော်တိုင်မာထည့်ပေးထားပြီးရင်ဒီလိုမျိုးအခုလိုမျိုးခလုတ်တွေကိုကျွန်တော်တို့ bolt switch bolt တစ်ခုအသစ်တစ်လုံးလုပ်ပြီးမှ power supply ဒီနေရာ power supply ကိုအကြီးပြောင်းပေးတာပေါ့နော်ဒီကြီးကိုတစ်ခုတစ်ပုတ်ဆိုပြီးသူတို့နှစ်ပုတ်ခွဲပြီးလာတာမျိုးတွေပေါ့နော်ဒီလိုမျိုးဒီ power supply ဒီအခြေခံကိုရထားပြီးဟိတ်ဆိုရင်ဒါတုံတန်ရုံတာလိုက်လို့ရတယ်ပြင်လို့ရတယ်ပေါ့နော်ဟုတ်ပြီဒီကောင်ဆိုရင်ဒါ result လေးတစ်ချက်ကြည့်အောင်ဒီမှာလေနော် switch တွေချိန်လို့ရသွားပြီသူပြတ်တဲ့ဟာပုံမူတည်ပြီးနော်ဒါတွေကိုအခုပြင်ပြတာကဒါစောင့်တဲ့ဖန်ထားတာမဟုတ်အစကတော့ကျွန်တော်လည်းဒီလိုပဲဘယ်လိုမျိုးလဲဆိုတော့ဟောပေါ့နော်အဲကူလာတာမလေတော့တာတော့ဘာလို့ဆိုကွန်ဒန်ဆာဖြစ်တာတော့ဘာလို့ဆိုပြီးတော့ရှောက်ထင်ပြီးစမ်းခဲ့ဘူးလေအဲ့လိုစမ်းခဲ့တာဘယ်လောက်ထိဆိုးလဲဆိုတော့ကျွန်တော်တို့အိမ်ကဖြူတွေပြက်သွားတယ်ဒါတွေမကဘူးဓာတ်တိုင်ကဖြူပါပြက်သွားတယ်ရှင်နေတော်ဆိုးဆိုးပဲအဲ့တော့ကတော့ငယ်လဲငယ်သေးတော့ရှက်လဲရှက်တယ်ကိုလည်းအသုံးမကျဘူးပေါ့နော်အဲ့လိုမျိုးတွေထင်နေမှားတာပေါ့ဒါပေမဲ့လည်းအဲ့ဒီအမှားကနေပဲကျွန်တော်ကပြန်ပြီးရင်ပြန်သင်ယူခဲ့တယ်
ပြင်ပြီးရင်တိုးတက်အောင်လုပ်တယ်အဲ့ဒါကြောင့်ပဲအခုဆိုရင်ဘယ်ကနေဘယ်လိုစကန်ရမလဲဆိုတာကိုဒါဘယ်လိုပြောမလဲအပိုင်တွက်နိုင်ပြီပေါ့နော်အဲ့တော့ဒီဗီဒီယိုကနေအမှတ်တရဘဟုတုတရအောင်ဘာရမလဲဆိုတော့အဲကိုလာတွေကဒါလေနဲ့ရေနဲ့ပေါင်းပြီးမောင်းရတဲ့ function ပစ္စည်းဖြစ်တဲ့ကြောင့်မလို့သူကဖုံနဲ့ဒီရေနဲ့ကတော့အဓိကဖုံနေကင်းဖို့တွေဒီရေတွေတန့်ဖို့တွေပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီရေတွေတန့်မှာပဲဒီအောက်ကဂျိုးကက်တဲ့ကဲနေရဂျိုးမကက်အောင်ပေါ့နော်ကြိုတင်ကာကွယ်လို့ရတာပေါ့ဒုတိယအနေနဲ့ကကြတော့ဒါမော်တာတွေကိုရေမရှိရဲနဲ့ကြာရင်မောင်းထားတာမျိုးမလုပ်နဲ့အဲ့လိုမျိုးဆိုရင်ကြိုတင်ကာကွယ်တာဖြစ်ပြီပေါ့နော်ကျွန်တော်ကဗီဒီယိုတွေကိုဒါပုံပွင့်လင်းလင်းပဲပြောပြပေးတယ်ကျွန်တော်ဗီဒီယိုကနေဒီလိုမျိုးကြည့်တဲ့ audience တယောက်ချင်းစီအနေနဲ့ဘ ഹു တုတရတယ်သိရတယ်ကောင်းတယ်ဆိုတာမျိုးဖြစ်တဲ့ဟဲ့ဆိုရင်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးပါနောက်ဗီဒီယိုတွေကြာရင်လည်းကျွန်တော်ဒီပစ္စည်းတွေကိုရိုးရိုးသားသားနဲ့ဒါထိထိမိမိဘယ်လိုမျိုးပြင်ရမယ်ဆိုတာကိုတစ်ဆင့်ချင်းနေနောက်ဗီဒီယိုတွေမှာတေချာလေးပြောပြပေးမယ်နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ပါမယ်